အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်တို့ဆွေးနွေးသွားမယ့်ခေါင်းစဉ်ကတော့လူတော်များများကြုံတွေ့နေရတဲ့အားနာတဲ့စိတ်အကြောင်းပါပဲဒီအခြေအနေနဲ့ရုံထွက်ပြီးပိုပြီးချမ်းမာတဲ့ပိုပြီးပြတ်သားတဲ့ဆက်ဆံရေးပုံစံတွေကိုဘယ်လိုတိစောက်မလဲဆိုတာကိုလေ့လာတော့ကြမှာဖြစ်ပါတယ်ကဲဒါဆိုရင်အရင်တော့အာနာစိတ်ဆိုတာတကယ်တော့ဘာလဲဆိုတာလေးကိုအတူတူချိလိုက်ကြရအောင်သူ့ရဲ့အရင်အမေကိုနားလည်မှကျွန်တော်တို့ရှေ့ဆက်ရမယ့်လမ်းကိုရှင်းရှင်းလင်းလင်းမြင်နိုင်ပါပါအာနာတာကောင်းတဲ့အချင်းလားတဲ့ဟုတ်စဉ်းစားကြည့်ရင်ဒါကတော့အရေးကြီးတဲ့မိန်းခွန်းနော်ဘာလို့လဲဆိုတော့ကောင်းတယ်လို့ထင်ရတဲ့အချင်းတစ်ခုရဲ့နောက်ွယ်မှာမမြင်နိုင်တဲ့ပေးဆက်မှုတွေရှိနေတာလို့ပါပဲဒီလိုမျိုးကြုံဘူးကြလားမသိဘူးကုပ္ပစီတငယ်ချင်းစီမှာရောက်နေတယ်ပြန်တောင်းကျင်တယ်ဒါပေမဲ့သူ့ကိုအားနာလို့အနောက်ရဖြစ်မှာဆိုပြီးမတောင်းပဲနေလိုက်တာမျိုးလေအဲ့ဒါအားနာစိတ်ရဲ့ characteristic ဥပမာတစ်ခုပါပဲကိုနစ်နာခံပြီးသူ့တပါအဆင်ပြေဖို့ကိုပဲဦးစားပေးလိုက်တာမျိုးပေါ့ဒီမှာစေရနာနဲ့အာနာစိတ်ပါကွာလဲဆိုတာကိုရှင်းရှင်းလင်းလင်းမြင်နိုင်ပါတယ်စေရနာဆိုတာကလေကိုကတကယ်ကိုပေးချင်လို့ကူညီချင်လို့လုပ်ပေးတာကိုတဘောနဲ့ကိုရွေးချယ်တာပေါ့အာနာစိတ်ကတော့အဲ့လိုမဟုတ်ဘူးကြောက်စိတ်ပါတယ်မလုတ်ပေးလိုက်ရင်တခုခုဖြစ်သွားမလားမျက်နှာပြကြမလားဆိုတဲ့စိုးရိမ်စိတ်နဲ့တာဝန်ရလုတ်ပေးရတာမျိုးပါဆိုတော့အဲ့လိုအားနာတတ်တဲ့အချင်းကဘာမှမဖြစ်ဘူးလားဆိုတော့မဟုတ်ပါဘူးတကယ်တော့ကိုယ်တပေးဆက်ရတာတွေနစ်နာရတာတွေအများရှိပါတယ်ဒီစကားပုံလေးကအဲ့ဒီအချင်းတွေကိုတော်တော်လေးထိမိဖော်ပြထားတယ်လူတိုင်းကိုအမြဲအားနာနေနောက်ဆုံးကြတော့ကိုယ်တိုင်ပဲနစ်နာရလိမ့်မယ်အချင်းကြာလာတဲ့ခါမှာဘာတွေဖြစ်လာနိုင်လဲဆိုတော့ဟုတ်ကဲ့ပထမဆုံးကတော့ burn out တွေဖြစ်မယ်ပင်ပန်းနွမ်းတယ်လာမယ်နောက်ပြီးကိုကအမြဲလိုက်လျောနေရတော့တခြားသူတွေအပေါ်မှာမကျေနပ်စိတ်တွေဝင်လာရောကိုခံစားချက်အစစ်အမှန်နဲ့ကိုပြနေတဲ့အပြုံးကမကိုက်ညီရောဘူးဟန်ဆောင်နေရသလိုခံစားလာရမယ်တချို့ကဒါကိုအားနည်းချက်လို့မြင်ပြီးအခွင့်ကောင်းယူတာမျိုးတွေတော့ကြုံရနိုင်ပါတယ်ဒါပေမဲ့စိတ်မပူပါနဲ့ဒီအချိန်တွေကနေရုံထွက်လို့ရတဲ့ညတာတဲ့နေလန်းတွေရှိပါတယ်အဲ့ဒါကတော့ပြတ်သားတဲ့စကလုံးတွေနဲ့ညတာတဲ့လမ်းကြောင်းတစ်ခုကိုတိဆောက်ဖို့ပါပဲဘယ်လိုလုပ်ရမလဲကြည့်အောင်ဒီပုံလေးကအဖြစ်ကိုရှင်းရှင်းလေးပြထားတယ်ကျွန်တော်တို့တွားရမယ့်လမ်းက assertiveness လို့ခေါ်တဲ့ပြတ်သားစွာပြောဆိုဆက်ဆံခြင်းပါပဲသူကဘယ်ဘက်ကလို့အမြဲငုံခံနေတဲ့ passive ဖြစ်တာမျိုးလည်းမဟုတ်ဘူးညာဘက်ကလို့ရန်လိုတဲ့ aggressive ပုံစံလည်းမဟုတ်ဘူးအလဲကမျှထားတဲ့လမ်းကြောင်းမှာကိုခန်းစားချက်ကိုလည်းလေးစားတယ်သူတကွားကိုလည်းလေးစားတယ်ရှင်းရှင်းလင်းလင်းနဲ့တည်တယ်မတ်ပြောဆိုတာကိုဆိုလိုတာပါဟုတ်ပါတယ်အဲ့ဒါပါပဲကိုအမြင်ကိုရှင်းရှင်းလင်းလင်းတိုက်ရိုက်ပြောမယ်ဒါပေမဲ့အချိန်လေးမှာသူတစ်ပါးကိုလည်းလေးစားမှုအပြည့်နဲ့ဆက်ဆံတာအဲ့ဒီအရေးအသွေးကပဲရေရှည်မှာခိုင်မာပြီးပွင့်လင်းတဲ့ဆက်ဆံရေးတွေကိုတိဆောက်ပေးနိုင်တာပါကဲအခုအရေးကြီးဆုံးအပိုင်းကိုရောက်လာပါပြီဒါက theory တွေကြီးပဲမဟုတ်ဘူးเนาะနေ့စဉ်ဘဝမှာချက်ချင်းလက်တွေ့အသုံးချကြည့်လို့ရမယ်နီးလန်းတွေကိုတစ်ခုချင်းစီပြောပြသွားမှာပါပထမဆုံးလက်နက်ကတော့စီးထားခြင်းပါ boundaries သတ်မှတ်တာပေါ့စီးထားတယ်ဆိုတာလူတွေကိုတွန်းထုတ်ပစ်တဲ့အုတ်တတိုင်းဤတီဆောက်ခိုင်းတာမဟုတ်ပါဘူးเนาะအဲ့လိုမဟုတ်ပဲကိုလည်းမနဲ့နာသူနဲ့လည်းအဆက်မပြတ်သွားအောင်စောက်ထားတဲ့ခိုင်မာတဲ့တရားတစ်စင်းလို့သဘောထားကြည့်ပါအဲ့ဒီတော့ no လို့ဘယ်လိုရင်ချေပြောမလဲအစပိုင်းတော့ခံနိုင်တယ်ဒါကြောင့်နံပါတ်1အတင်းမွားကိစ္စလေးတွေနဲ့ဆက်လက်ခြင်းပါဒါကကိုယုံချမှုတက်လာစေတယ်နောက်ပြီးနံပါတ်2ဆက်ဆံရေးကိုအတင်းမဖြိုးတဲ့စကားလေးခံပြီးပြောပါပြီးမှနံပါတ်3ကိုငင်းချင်တဲ့ကြောကိုအကြောင်းပြချက်တွေအများကြီးပေးပြီးရှေ့ဝေးရှင်းပြမနေပဲရှင်းနဲ့ပြသားပြောလိုက်ပါဥပမာဒီစကားမျိုးပေါ့ခင်မင်မှုကိုတန်ဖိုးထားပါတယ်ဒါပေမဲ့ဒီတစ်ခါတော့ညပါစေအရာအစွမ်းတတ်တဲ့စကားစုပါဘာလို့လဲဆိုတော့ကိုကသူ့ကိုတန်ဖိုးထားကြောင်းအရင်ပြောလိုက်တယ်ပြီးမှကိုယ့်ရဲ့ကန့်သက်ချက်ကိုပြောပြတော့သူလည်းနားလည်ပေးနိုင်ချေပို့များတာပေါ့ကဲဒုတိယလက်နက်ကတော့ I statements လို့ခေါ်တဲ့ကျွန်တော်ကျမနဲ့စတဲ့စကားပြောနေပါဒါကဘယ်လိုအလုပ်လုပ်လဲဆိုတော့အပြစ်တင်တဲ့ပုံစံကနေကိုယ်ခံစားချက်ကိုရှင်းပြတဲ့ပုံစံကိုပြောင်းလိုက်တာပါသူ့ရဲ့ formula ကဒီလိုပါခင်ဗျားကဒီလိုလုပ်လိုက်တဲ့အခါကျွန်တော်ဘယ်လိုခံစားရတယ်ဘာဖြစ်လို့လဲဆိုတဲ့ပုံစံမျိုးပေါ့ဥပမာပြောရင်စားဘက်ပေါ်မှာပန်းငယ်ဒီအိုင်းထားခဲ့တဲ့အခါအိမ်ရှုံနေတော့မကြိုက်လို့ကျွန်တော်စိတ်ရှုပ်ရတယ်ဆိုပြီးပြောတာမျိုးပါနင်ကတော့အမြဲရှုပ်ဝင်းနေတာပဲလို့အဖြစ်တင်တာနဲ့ယဉ်ကြည့်လိုက်ပါအရန်ကွာသွားတယ်နော်ဒီစရာကအဲ့ဒီကွာခြားချက်ကိုပိုပြီးမြင်သာစေတယ်ဥပမာဘယ်ဘက်ကလို့နင်ကအမြဲတမ်းနောက်ကျတာပဲလို့ဆွဲမဲ့အစားညာဘက်ကလို့နင်မိနစ်20နောက်ကျပြီးမှရောက်လာတယ်ဒီတစ်ပတ်ချဲနေတာ3ခါရှိပြီဆိုပြီးအချက်လက်နဲ့ပြောတာမျိုးပေါ့နောက်တစ်ခုနင်အလုပ်ကိုကောင်းမလုပ်ပြန်ဘူးလို့ဝေဖန်မဲ့အစားဒီ report မှာအရေးကြီးတဲ့အချက်လက်တွေကြံနေတယ်ဆိုပြီးပြောတာကပฏิပတ်ခကိုအများကြီးချော့ချပေးနိုင်ပါတယ်ကဲနောက်ဆုံးအနေနဲ့ဒီလေးကျင့်ခန်းဒီအားဆုံးရဲ့ဆုံးစွန်ပန်းနိုင်ရေရှည်ရီမန်းချက်ဖြစ်တဲ့ကိုလေးစားတက်ခြင်းရဲ့အကြောင်းကိုဆွေးနွေးကြရအောင်
တခုတတိထားရမှာကဒါကကိုယ့်ရဲ့မွေးရပါပင်ကိုစရိုက်ကိုအတင်းပြောင်းခိုင်းနေတာမဟုတ်ပါဘူးအာနာတထာကကိုယ့်ရဲ့အမားမဟုတ်ဘူးဒါကလေ့ကျင့်ယူလို့ရတဲ့စိတ်ပိုင်းဆိုင်ရာစွမ်းရည်တစ်ခုပါဆိုတော့လေ့ကျင့်တဲ့အခါမှာကိုတနာချင်းတာဖို့စိတ်ရှိဖို့အရန်ရေးကြည့်ပါတယ် ဒီခီးလမ်းမှာမထားရမယ့်အချက်လေးတွေကတော့တိုးတက်မှုဆိုတာဖြောင့်နှမ်းနေမှာမဟုတ်ဘူးတချို့နေ့တွေမှာပိုခက်ခဲပါလိမ့်မယ်ဒါပေမဲ့အရေးမကြီးဘူးကိုယ့်ရဲ့တေးသေးမွားမွားအောင်မြင်မှုလေးတွေကိုအသိမှတ်ပြုပါကိုလှုပ်လော်လက်ချက်ကိုတစ်ခါလေးစားလိုက်တိုင်းမှာကိုကရှေ့ကိုဒလန်တိုးနေတာပါပဲပြီးတော့နောက်ဆုံးချက်ကအရာရေးကြီးရဲ့ကိုက no လို့လွတ်လွတ်လပ်လပ်မပြောနိုင်သေးပဲကိုပြောနေတဲ့ yes တွေမှာတန်ဖို့အစ်စ်မှမရှိပါဘူး ကဲဒီနေ့ရှင်းလင်းတင်ပြချက်ကိုဒီမေကုန်းလေးနဲ့အဆုံးသတ်ချင်ပါတယ်ရှေ့ဆက်ပြီးကိုယ့်အတွက်လေးစားမှုဆိုတဲ့စကားလုံးကိုဘယ်လိုအတိတ်ပဲဖွင့်ဆိုသွားမလဲဒါကတခြားသူတွေကိုမလေးစားတော့ဘူးလို့ဆိုလိုတာမဟုတ်ပဲအဲ့ဒီလေးစားမှုဆိုတဲ့စကားလုံးထဲမှာကိုယ့်ရဲ့လူအချက်ပဲကိုယ့်ရဲ့ကောင်းကျိုးချမ်းသာကိုပါထည့်သွင်းပြီးအတိတ်ပဲအတစ်တစ်ခုတိဆောက်သွားဖို့ပါပဲ